Friday Fight 146မှာပါဝင်လာမဲ့မြန်မာဖိုက်တာညီကိုနှစ်ရဲ့ပွဲကြောင်းလေးကိုပြောကြအောင်ပါဗျ။အားလုံးပဲမင်္ဂလာပါ။လူရင်းတွေ့ရှိမှပြန်လည်ကြိုဆိုပါရစေ။ပထမဦးဆုံးအနေနဲ့ကိုဖြစ်သူထုံးမင်းနိုင်ရဲ့ပွဲကြောင်းလေးကိုပြောကြအောင်ပါဗျ။ထုံးမင်းနိုင်က145မှာ145ပွဲမှာစတိုးချင်းအရန်ကောင်းပြီးတည်ငြိမ်တဲ့လက်ဆန်းရှိခဲ့ပြီးနောက်ပိုင်းမှာလက်ရည်တွေထိုးကျသွားပါတယ်။နောက်ဆုံးထိုက်ဖိုက်တာကော်ပိုင်ကိုရှုံးပြီးတော့145နဲ့နည်းနည်းလေးလှမ်းဝေးသွားခဲ့တယ်လို့ဆိုနေပါတယ်။ထုံးမင်းနိုင်က1နဲ့လှမ်းဝေးသွားတယ်ဆိုပေမဲ့လုံးကြီးတော့ပွဲမထိုးပဲဝေးနေတာမျိုးတော့မဟုတ်ပါဘူး။မြန်မာပြည်တွင်းရိုးရာပွဲတွေတော့တော်တဲ့သလောက်ထိုးပွဲတွေထိုးထားတယ်။စီဂိမ်းမှာပါဝင်ထိုးတတ်ထားတယ်။စီဂိမ်းမှာရှုံးပြီးနောက်ပိုင်းရိုးရပွဲတွေမှာထိုက်တဲ့သလောက်နိုင်ပွဲပြန်ရပြီးရိုးရလက်ဝဲရဲ့ချန်ပီယံလည်းဖြစ်ခဲ့ပါသေးတယ်။အဲဒီနောက်ပိုင်းထိုက်ပြည်တွင် promotion တွေဖြစ်တဲ့တခြားပြိုင်ပွဲတွေမှာလည်းဝင်ရောက်ထိုးတက်ခဲ့တယ်။မွေထိုင်းမှာနိုင်ပွဲပြန်ရလာခဲ့ပါတယ်။အခုချိန်မှာတော့ထုံးမင်းနိုင်ဟာ155ဆင်မြင့်စီကိုခြေလှမ်းပြန်လဲလှမ်းလာနိုင်ခဲ့ပါပြီ။ 155ဆင်မြင့်စီပြန်လဲလှမ်းလာနိုင်ခဲ့တဲ့အပြီးအခုထုံးမင်းနိုင်ပထမဆုံးတွေ့ရမယ့်ဖိုက်တာကရှောင်းကျင်းမှုလို့တန်ထွက်ရမလားကြံကျင်းမှုလို့တန်ထွက်ရမလားထားပါအဲ့ဒီတယောက်ဖိုက်တာပါတဲအပြည့်24နှစ်ရမြင့်အပြည့်9ပေ9လက်မှာ155မှာမွေထိုင်း6ပွဲထိုးထားတယ်3ပွဲနိုင်3ပွဲရှုံးရလက်ရှိတဲ့ဖိုက်တာပီနမ်မှာလက်ကျင်နေတဲ့ဖိုက်တာကေဘောစင်မှာတပွဲထုံးထားတယ်တပွဲရှုံးထားတယ်ဒီဖိုက်တာကဘောက်ဆင် background ကနေလာတဲ့ဖိုက်တာဘောက်ဆင် background ကဘောက်ဆင်တိုင်ဝင်းကလာတဲ့ဖိုက်တာဖြစ်လို့လက်သီးပိုင်းကတော့မြန်ဆန်မဲ့ပုံရှိပါတယ်ရမြင့်အဖြစ်တော့ထုံးမနိုင်ထက်သာပါတယ်ဒီဖိုက်တာကသူ့ကိုယ်သူညံတမ်းအတစ်ဖြစ်နေအောင်လက်ကျစ်တင်ယူနေတဲ့ဖိုက်တာရှုံးတာကိုအသာထားရှုံးတာတော့မှန်တယ်အဲ့ဒီရှုံးပွဲတွေကိုအသာထားတပွဲထက်တပွဲသူ့ကိုယ်သူနည်းစနစ်ပိုပြီးတိုးတက်လာအောင်တင်ယူနေတဲ့ဖိုက်တာတပွဲပြီးတပွဲနည်းစနစ်တွေကောင်းလေးပါလာတတ်တဲ့ဖိုက်တာဒီဖိုက်တာရဲ့အားနည်းချက်ကတော့မာကိုတင်မကောင်းတာပါပဲနှစ်တင်ထိရင်တော့ကြပါပဲတကယ်လို့ဒီပွဲမှာထုံးမနိုင်စီမှာအရင်ကတည်းကပိုကောင်းတဲ့လက်သီးပါဝါသာပါလာရင်တော့ဒီဖိုက်တာတရုတ်ဖိုက်တာကကျနိုင်ပါတယ်ပြီးတော့ဒီဖိုက်တာကဖိအားတန်ကိုတိတ်မခိုင်းနိုင်ပါဘူးတိုက်စစ်ဖိအားပေးစောတတ်တဲ့ဖိုက်တာနဲ့တွေ့ရင်တော့ဘာလို့ရမှန်းဘာကရမှန်းပြည်တော်လာအောင်ကိုပြရခတ်သွားတတ်တဲ့ဖိုက်တာမျိုးပါဖိအားပေးတိုက်စစ်ကိုမခံနိုင်တဲ့ချက်ကတော့ရှောက်ရင်းဟူရောထုံးမနိုင်ရောအတူတူလောက်ပဲရှိပါတယ်ထုံးမနိုင်နေနဲ့ဒီဖိုက်တာကိုကောင်းချင်းဆိုင်မထိုးပဲနေစနေကြဟိုက်ကကန်လိုက်တွဲလုံး1 2တွေထိုးလိုက်ဒီလိုမျိုးချစ်ကပ်ရင်ပိုစင်ပြိုင်နိုင်ပါတယ်ရှစ်ထိုးလို့မရဘူးဆိုလားဆိုတော့ရပါတယ်ဒီလိုပဲပြောရမှာပါဒါပေမဲ့ထုံးမနိုင်တွေအရင်ကအရန်ကြီးသွားပါလိမ့်မယ်ဘာလို့လဲဆိုတော့ဟိုကဘောက်ဆင်ဖိုက်တာဖြစ်နေတဲ့အတွက်ပါချီကန်ချက်တွေနဲ့ကလစ်ပိုင်းမှာတတောင်ရက်ချက်တွေနဲ့ခွာဆော့ရင်ဒီပွဲကထုံးမင်းနိုင်ပွဲဖြစ်သွားနိုင်ပါတယ်ကျန်တဲ့အပိုင်းတွေမှာတော့တီဗီပြောစရာမရှိပါဘူးထုံးမင်းနိုင်ဟာလည်းမွေထိုင်းထိုးနေကြဖိုက်တာမို့လို့သူ့ရဲ့နီးပြဆရာတွေကဘယ်လိုချီကပ်ရမလဲဆိုတာကိုကိုတို့ထက်ပိုပြီးနားလည်မှာပါကိုတို့ထက်ပိုပြီးမြင်မှာပါဘာပဲဖြစ်ဖြစ်ထုံးမင်းနိုင်ဒီပွဲမှာနိုင်ပွဲပြန်ရလာနိုင်ပါစေဒီဆိုတော့ညီဖြစ်တဲ့ထုံးမင်းအောင်ကျောင်းကိုပြောလိုက်ကြရအောင်ပါထုံးမင်းအောင်ကဒီပွဲကတော့မလွယ်ပါဘူးမှန်ကန်ကိုရုံးပြရမယ်အရှုံးတွေထဲကနေပြန်လဲနိုးထလာနိုင်ရမယ်ဆိုတဲ့ပွဲမျိုးပါထုံးမင်းအောင်ရဲ့ပြင်မဲ့ကတိုက်တက်ပရိုစတာလို့ခေါ်တဲ့နယူးဇီလန်နိုင်ငံသားဖိုက်တာလေးပါ
ဒီဖိုင်လာတွေကကက်ဘော့စင်ပိုင်းမှာတော်လေးကောင်းပြီးတော်လေးနှီးစင်းနေကြတဲ့ဖိုက်တာလို့ပြောရမှာပါဒီပွဲကတော့တည်ပြီးတော့ပြောစရာအများကြီးမရှိပါဘူးဒီဖိုက်တာပါအသက်အပြည့်တော့ထုံးမနိုင်တဲ့တနည်းတော့ပူကြီးမှာပါရအပြည့်6ပေနိုင်ပွဲက21ပွဲထိုးပွဲက21ပွဲထိုးထားတဲ့21ပွဲလုံးနိုင်ထားတဲ့အရှုံးပွဲလုံးဝမရှိတဲ့ဖိုက်တာကဲဘော်စင်ဖိုက်တာကဲဘော်စင်ကိုမှအခုထုံးမနိုင်တဲ့ထုံးမအောင်နဲ့ထိုးရမှာကမွေထိုင်းပွဲဆိုတော့ကဲဘော်စင်ကိုမှမွေထိုင်းနီးစနစ်ဖြစ်တဲ့ကလေးပိုင်းနဲ့တတောင်ရိုက်ချက်တွေကိုထည့်ပေါင်းလိုက်မယ်ဆိုရင်တော့ဒီဖိုက်တာကပြီးစုံတဲ့ဖိုက်တာလို့တော့ပြောလို့မရပါဘူးအတော်လေးကောင်းတဲ့ဖိုက်တာလို့တော့ပြောရမှာပါထုံးမဲအောက်တွေလုံးဝမလွယ်ကူတဲ့ပွဲဆိုတာတော့အမှန်ပဲဖြစ်လာမှာပါကြီးတော်လေးနဲ့ကြီးကောင်းလာနိုင်တဲ့ပွဲလေးလည်းဖြစ်လာမှာပါဒါလေးကထုံးမဲအောက်ထဲတော့အများကြီးသာပါတယ်တက်လို့ပိုင်းကတော့ငယ်ရွယ်တဲ့တက်ရမှာရှိတဲ့လူငယ်ဖိုက်တာတွေဖြစ်လို့နှစ်ရစလုံးကတော့အတော်လေးကောင်းပါတယ်ထုံးမဲအောင်ကတော့ဇွဲဒီဖိုက်တာလေးတဲ့ပို့ပြီးတော့ဇွဲဘယ်လိုပြောမလဲမရှော့ပေးတတ်တဲ့အရှုံးမပေးတတ်တဲ့ဇွဲလေးရှိတာကိုတော့တော်လေးချီးကျူးဖို့ကောင်းပါတယ်တန်တော်နဲ့ထိုးရတဲ့ပွဲတုန်းကဆိုရင်လေထုံးမဲအောင်ကကွက်ပြည့်နေတယ်ဆိုရင်တော့မှလုံးဝဇွဲမလျှော့ခဲ့ပါဘူးနိုင်တဲ့လောက်ယုံပြတယ်ထိုက်တဲ့လောက်ပြန်ပြီးတော့လုတ်ပြနိုင်ခဲ့ပါတယ်ဒီဖိုက်တာလေးကအားနည်းချက်ဆိုပြီးတော့တည်ပြီးတော့မရှိသလောက်ကြာရခက်တဲ့ဖိုက်တာလေးပါအားနည်းချက်မရှိဘူးဆိုပေမဲ့ဒီဖိုက်တာလေးရဲ့အားနည်းချက်ကမာဂုံပိုင်းကတော့ဒီဖိုက်တာလေးရဲ့အားနည်းချက်လို့ပြောရမှာပါဘာဖြစ်လို့လဲဆိုတော့ဒီဖိုက်တာလေးကမျက်နှာကိုထိပြီဆိုရင်ချက်ချင်းရှောင်းတယ်ချက်ချင်းခွာသွားတတ်တဲ့ဖိုက်တာမျိုးလေးပါဒါကြောင့်မို့လို့ဒီပွဲကဖိုက်တာနှစ်ယောက်စလုံးစီမှာတော့50နေထားလေးတော့ရှိမယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီလောက်ပဲပြောပြပါမယ်လူရင်းတူရှင်လေးပေါ့ခင်ဗျာစကားမစအခုလာမဲ့ပွဲကိုထုံးမနိုင်ရဲ့ပွဲကိုတော့ Facebook YouTube TikTok တို့ကနေပြီးတော့ကြည့်လို့ရမယ်လို့မထင်ပါဘူးခင်ဗျပိုက်ဆံပေးပြီးကြည့်ရမယ်ပိုက်ဆံပေးပြီးတော့ဝယ်ကြည့်ရမယ်နေထားပါထုံးမအောင်ရဲ့ပွဲကိုတော့ Facebook YouTube TikTok ဒီ channel တွေကနေပြီးတော့သူ One Champion ရှိရဲ့ official channel တွေကနေပြီးတော့တစင်တိုက်ရိုက်လင်းလွှင့်ပြသပေးသွားမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်လူရင်းတူရှင်းကပါ bye bye